အားလုံးပဲမင်္ဂလာပါဒီအမေရိကမှာနေထိုင်ကြတဲ့ညီကိုမောင်နှမများအတွက်ဒီမှာကျွန်မ passport စာအုပ်နဲ့ passport card အကြောင်းနည်းနည်းပြောပြချင်တာဖြစ်ပါတယ် passport စာအုပ်ကတော့လူတိုင်းသိကြလိမ့်မယ်နော်မသိတဲ့လူမရှိတော့ပါဘူးလို့ဒီ passport card ကြတော့တချို့သိတယ်တချို့ကမသိသေးဘူးဒီ passport card ကြောင်းလေအကြောင်းမလို့မသိသေးတဲ့ညီကိုမောင်နှမတွေအတွက်ကျွန်မနည်းနည်းပြောပြချင်တာဖြစ်ပါတယ်ဒီနေ့အလုပ်ထဲမှာလေကျမတငယ်ချင်းကတဲ့အခုတလောဖန်စီအရန်များတယ်ငါဆိုရင်အရန်ကြောက်လို့ passport စာအုပ်နေ့တိုင်းထည့်လာတယ်ပေါ့သူပြောတာနေရော passport စာအုပ်ထည့်လာလားသူကျမကိုမေးတယ်ကျမသူ့ကိုပြောတယ်ငါ passport စာအုပ်မထည့်လာဘူးကတ်ပဲယူလာတယ်လို့သူ့ပြောတော့သူကဘာကတ်လဲတဲ့သူကကျမကိုမေးတယ် passport စာအုပ်ကတ်ပါလို့သူ့ပြောတော့သူကမကြဘူးတဲ့အရန်အံ့ဩတာသူကြည့်လို့ရမလားတဲ့ဘယ်လိုမျိုးဟာလဲဆိုကျမသူ့ထုတ်ပြတော့သူကြည့်ပြီးတော့တော်တော်လေးသဘောကျတာလေဟာတော်တော်မိုက်တာပဲတဲ့ကတ်တဲ့ငါစာအုပ်ပဲတိတာတဲ့ကတ်တာမတိဘူးတဲ့ဒါဆိုရင်ငါလည်းသွားလုပ်မယ်တဲ့ကျေးဇူးတင်လိုက်တာတဲ့သူကကျမကိုကျေးဇူးတင်စကားအရင်ပြောတော့တာဒီနေ့သူတော်တော်လေးဝမ်းတာတော့တဲ့ပုံပေါက်တယ်ကျမလည်းအရင်တော့မတိဘူးဒီ passport card လေကျမဒီpassport စာအုပ်လုပ်ဖို့ကျမယုံသွားတဲ့အခါမှာဒီကျမကို passport စာအုပ်လုပ်ပေးတဲ့အမျိုးသမီးကကျမကိုကတ်တော့တခါတည်းလုပ်မှာလားတဲ့သူကကျမကိုမေးတယ်ကျမပြောတာကတ်နဲ့စာအုပ်နဲ့ကမတူဘူးလားလို့ကျမသူ့ကိုမေးတော့သူပြောတာတူတယ်တဲ့အထက်ကနံပါတ်တွေတူတယ်ဒါပေမဲ့စာအုပ်ကျတော့ရေဆိုတတ်တယ်ပြဲတတ်တယ်ပေါ့ကတ်ကျတော့ရေဆိုမှလည်းမစိုးရင်ရဘူးတင်းရတာလည်းလွယ်ကူအဲ့ထဲမှာလည်းထည့်သွားလို့ရတယ်တင်းလို့လွယ်တယ်ပေါ့နော်သူပြောတာခရီးတွေပါတယ်ထွက်လို့ရှိရင်စာအုပ်ထက်ပို့ပြီးမှတည်ရတာလွယ်ကူတယ်ဆိုတဲ့အကြောင်းသူကျမကိုရှင်းပြလိုက်တော့ကျမကဟာဒါဆိုတော့ကောင်းတယ်လို့ကျမဒါဆိုရင်နှစ်ခုစလုံးလုပ်လိုက်မယ်လို့ကျမသူ့အဲ့လိုမျိုးပြောလိုက်အားနဲ့ကျမတခါတည်း passport စာအုပ်ကို passport card တော့ကျမအတူတူလုပ်လိုက်တာဖြစ်ပါတယ်လို့အခုတလောတော့အဖန်စီအရင်များတာလေနော် passport စာအုပ်ကခုနတော့ပြောတယ်လို့ပြဲတတ်တယ်ရေဆိုတတ်တယ် passport card ကယူတော့ယူလာရတာအရင်လွယ်ကူတယ်မလို့ရသေးတဲ့ညီကိုမောင်နှမတွေမတိသေးတဲ့ညီကိုမောင်နှမများအတွက်ပေါ့နော်ကျမလာပြီးမျှဝေပေးချင်တာဖြစ်ပါတယ်သွားလုပ်ကြပါလို့နော်ဘယ်လောက်မှလည်းဆေးမကြည့်ဘူးသူကလေတည်ရတာလွယ်ကူတယ်ဒီဖန်စီကလည်းဘယ်ချိန်ထိသွားမလဲဘယ်လောက်ထိကြာမလဲဆိုတာမသိဘူးလေနော် passport တည်သွားမယ်အစားဒီလိုမျိုးကတ်လေးပတ်စာအိတ်လေးထဲမှာထည့်သွားတာသူကအရင်တည်ရတာလွယ်ကူတယ်ဆိုတဲ့အကြောင်းပေါ့နော်အဲ့ဒါမတိသေးတဲ့ညီကိုမောင်နှမများအတွက်လာပြီးမှမျှဝေပေးချင်တာဖြစ်ပါတယ်လို့ကျမတငယ်ချင်းဆိုရင်ဒီနေ့သူတော်တော်လေးပြောတာအဲ့လဲတော်တော်လေးအံ့ဩတယ်သူကမတိဘူးမမြင်ဘူးဆိုတော့လေနော်အဲ့ဒါကြောင့်မလို့မတိသေးတဲ့ညီကိုမောင်နှမများအတွက်ပေါ့နော်ဒီနေ့လာပြီးမှမျှဝေပေးချင်တာဖြစ်ပါတယ်အားလုံးကျေးဇူးတင်တယ်